စိတ်နှလုံးချမ်းသာစေဖို့ငြိမ်းအေးစေဖို့အတွက်မြတ်စွာဘုရားပေးခဲ့တဲ့နိလန်းလေးဟာပါလဲဆိုတော့နံပါတ်1သူများအကြောင်းကိုမစဉ်းစားဘဲနဲ့ကိုယ့်အတွက်အရေးပါဆုံးဖြစ်တဲ့ကိုယ့်အကြောင်းကိုပဲစဉ်းစားကြဖို့စဉ်းကျင်ကြဖို့နှလုံးသွင်းကြဖို့ဒါဆိုလို့ရှိရင်နှလုံးစိတ်ဝမ်းငြိမ်းအေးနိုင်တယ်နော်နောက်နံပါတ်2ပြောရင်တဲ့နိလန်းကပါလဲဆိုတော့မိမိတို့ရဲ့စိတ်ကိုအတိတ်နဲ့အနာဂတ်စီကိုမပြေးလွှားစေဘဲနဲ့ပစ္စုပန်မှာနေရာချပြီးတော့ပေးနိုင်ဖို့ဟုတ်လားဒီနိလန်းလေးစိတ်တွေဆင်းရဲရတယ်ပူလောင်ရတယ်ပင်ပန်းရတယ်ဆိုတာအတိတ်သို့မဟုတ်အနာဂတ်တစ်ခုခုကိုဒီစိတ်ကရောက်နေလို့စိတ်ကဆင်းရဲရတာပင်ပန်းရတာအကယ်၍သာပြစ္ဆုတ်ပံမှာဒီစိတ်ကိုနေရာချပေးနိုင်မယ်ပြစ္ဆုတ်ပံမှာဖြစ်နေတဲ့သဘောလေးကိုပဲဘုံဘုံတို့ရဲ့စိတ်ကလေးကိုနှုတ်ချက်စားနိုင်မယ်ဆိုလို့ရှိရင်ဘာမှဒီစိတ်ကဆင်းရဲစရာပင်ပန်းစရာပူလောင်စရာအကြောင်းမရှိဘူးဟုတ်လားဒါကြောင့်ဒုတိယနိလန်းကစိတ်ကိုပြစ္ဆုတ်ပံမှာထားဖို့ပေါ့နော်ဒါကျင့်သုံးဖို့အရင်ကြီးခက်တဲ့နိလန်းနေလည်းမဟုတ်ပါဘူးဒါမြတ်စွာဘုရားတပ္ပညုတဉာဏ်နဲ့ကြည်ပြီးတော့နှလုံးစိတ်ဝမ်းငြိမ်းအေးခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ဒီတိုင်းနေကြထိုင်ကြရမယ်လို့မြတ်စွာဘုရားမဟာကရုဏာပြဋ္ဌာန်းပြီးတော့ဟောထားတာ